အင်္ဂလန်နေမှာလို့တင်စားရလောက်တဲ့စတီးပေါင်းစုံပိုင်ဆိုင်ထားတဲ့မန်ယူလူငယ် U18 ကစားသမားလေး JJ Gabriel ဘောလုံးနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းတွေကိုသိချင်ရင်တော့ကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားဖို့မမေ့နဲ့အောင်တော့ JJ Gabriel ကိုအင်္ဂလန်ရဲ့နေမှာလို့တောင်တင်စားနေကြပါပြီ။ Gabriel ဟာအသက်14နှစ်သားနဲ့တင်မန်ယူ U18 အသင်းမှာစတင်ပွဲထွက်ခဲ့ပြီးလိတ်အသင်းကို73ဂိုး1ဂိုးနဲ့နိုင်တဲ့ပွဲမှာ2ဂိုးသွင်းပြီးပွဲဦးထွက်လှပခဲ့သူပါ။အခု2025-26ရာသီမှာတော့သူဟာတားမရစီမရကြားတကောင်လိုဖြစ်နေပါပြီ။ပြီးခဲ့တဲ့စနေနေ့က Nottingham Forest ပွဲမှာလည်းနောက်ထပ်အံ့အားသင့်စရာ2ဂိုးထပ်သွင်းခဲ့ပါသေးတယ်။ဒီရာသီ U18 League မှာ19ပွဲကစားထားပြီး18ဂိုးအထိသွင်းယူပေးထားတာပါ။အထူးသဖြင့်လီဗာပူးအသင်းကို9ဂိုးပြတ်နိုင်တဲ့ပွဲမှာ hat-trick သွင်းခဲ့တာကပရိသတ်တွေကိုအတော်လေးရင်ခုန်စေခဲ့ပါတယ်။မန်ယူသမိုင်းမှာအသက်အငယ်ဆုံးပွဲထွက်ကစားသမားက16နှစ်နဲ့19ရက်ပါ။ Gabriel အနေနဲ့လာမယ့်အောက်တိုဘာ30မတိုင်ခင်ပထမအသင်းကြီးမှာပွဲထွက်ခွင့်ရရင်မန်ယူရဲ့20နှစ်ကြာစံချိန်ဟောင်းကြီးကိုချိုးဖျက်နိုင်မှာဖြစ်ပါတယ်။အခုဆိုရင်နီးပြ Michael Carrick ကသူ့ကိုအသင်းကြီးနဲ့အတူလေ့ကျင့်ခန်းဆင်းခိုင်းနေပါပြီ။မန်ယူပရိသတ်တို့ရေ Gabriel ကိုအသင်းကြီးမှာဘယ်တော့ပွဲထွက်စေချင်ပြီလဲ။အာဆင်နယ်ရဲ့နာဝါနေရီလိုမျိုး15နှစ်သားနဲ့ပရီးမီးယားလိဂ်မှာမြင်ရမလား။ကွန်မန့်မှာခံမှန်းပေးခဲ့ပါဦးဝန်ဆောင်မှုရယူခြင်းနဲ့မိတ်ဆွေများအတွက် bio မှာတင်ထားတဲ့ link ကနေတဆင့်ဆက်သွယ်ရယူနိုင်ပါတယ်။မိတ်ဆွေတို့စိတ်အေးချမ်းသာစေဖို့အတွက်ကျွန်တော်မောင်နေထူးဝန်ဆောင်မှုပေးပါရစေခင်ဗျ။